အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ Kim Prime ကျွန်ခေါ်ပါခင်ဗျာကျွန်တော်ဒီနေ့မှ YouTube ပေါ်စားရောက်တာဆိုတော့ဒီနေ့ပေါ်မှာ YouTube ပေါ်မှာစားရောက်တော့ဆိုတော့အားပေးကြပါဦးပေါ့နော်ကျွန်တော်အခုမှဒီနေ့မှစားရောက်တာဆိုတော့ဘယ်သူမှလည်းတိကျမှာမဟုတ်ပါဘူးခင်ဗျာဟုတ်ကဲ့အဲ့ဒါကြောင့်လို့ပေါ့နော်ကျွန်တော်တခြားဟိုဟာတွေဟိုဟာတော့ copy ရမှာကျွန်တော်ဒီနေရာလေးကိုတော့ဆင်းမယ်ကျွန်တော် favorite နေရာဒီနေ့က Blood Street ပဲဆိုတော့မယ်ပထမတန်းကောက်ပါတယ်ပထမတန်းကောက်တယ်ဟုတ်ကဲ့ကျွန်တော်နေ့စဉ်အလုပ်ဝယ်စားပြီးတော့နည်းလုပ်တယ်မတန်းထပ်ကောက်တယ်မတန်းကထပ်တွေ့တယ်အဲ့တန်းကြီးမကြိုက်ဘူးမကောက်ဘူးဘာဖြစ်ချင်လဲလို့ကျွန်တော်ဟုတ်လားဟုတ်မလားပြီးတော့လုပ်တယ်ဟုတ်ပြီခင်ဗျာဟုတ်ကဲ့ပါအခုကျမှတော့ကိုတင်နိုင်ဖို့တက်တယ်ဟုတ်ကဲ့တွားပြီခင်ဗျာကျွန်တော်ပြောအောင်မယ် bro Blood Street ကိုစော့တာကြိုက်လားကျွန်တော်များမှာ solo ကြီးပဲကျုံနေဆို10ပွဲလောက်ဆိုရင်9ပွဲလောက်ကနိုင်နေဗျ3ပွဲရှုံးနေဗျဒါပေမဲ့ကျွန်တော်10ပွဲဆိုရင်10ပွဲလုံးနိုင်ကြတယ်အဲ့ဒါကြောင့်ကျွန်တော်တင်းမိတ်လေးပါလေချိတ်ပေးပါတင်းမရှိဘူးအဲ့ဒါကြောင့်ပြန် solo ရွေးကျုံနေအဆင်မပြေဘူးဟို public ကကောင်နေနဲ့ကျုံနေလေဟိုစောက်ဝန်းရလာသေးပါအဆင်မပြေဘူးအဲ့တော့ break လုပ်ပါအောင်ဗျာကဲပါအောင်နည်းငယ်ပေါ့ဟဲ့ချင်မာတော့တွားတယ်ငါးစီးတယ်ဆုံးအပြေဘက်ကိုထွက်ဖို့အတွက်ပြေးတယ်ခင်ဗျားကမှဆုံးပြေဘက်ထွက်သွားတာကိုမသိဘူးမက်ကိုကြည့်အမှဆုံးအပြေဘက်ကထွက်သွားရင်အဲ့ဒါတော့သူတို့ကိုမသိဘူးထပ်သွားသေးတယ်မိုးမြေလေးမမြင်နဲ့ထပ်သွားတာဂျေဇူထပ်သွားတယ်မိုးမမြင်လေးအဲ့ချိန်မှာတွန်းတက်တယ်အဲ့ချိန်မှာကျွန်တော်စဉ်းစားလိုက်တယ်ကျွန်တော်ခေါင်းလေးဝင်လာဟာဘာဖြစ်လို့မျိုးငါ enemy တွေနဲ့မတွေ့တာလေးပေါ့အရင်ပွဲတော့ဆိုပြတ်သိပ်ခဲတယ်ဒီမှာ enemy တွေဆင်းတယ်စဉ်းစားလိုက်ဟာအဲ့ချိန်မှာကျွန်တော်ရဲ့အုံနောက်ထမှာတစ်ခုပေါ်ကျွန်တော်ရဲ့ကိုဆောင်တော့ကကျွန်တော်လာပြောအဲ့ဒါလည်းမင်း YouTube channel ကိုခုကြည့်ထားတဲ့ကောင်တွေကလည်း subscribe like မပေးထားလို့ကျွန်တော်လည်းတိလိုက်ဟာ subscribe like မရလို့ပြောတယ်ဟိုပြန်တွေးပြီးAK47 level 40ကောက်လိုက်တယ်ခင်ဗျာဟုတ်ကဲ့ပြီးတော့တိုက်ဖို့ပြေးတတ်တယ်လုပ်တယ်ဟုတ်ပြီကောက်တယ်ဟိုဘက်ကောက်တယ်ဒီဘက်ကောက်တယ်ဟိုဘက်ကြည့်ဒီဘက်ကြည့်ခြေတန်းကြားတယ်ဒါလေးကိုဆွဲထုတ်တယ်အမှကျွန်တော် screen error တက်သွားတယ်ဂျေဇူးကြည့်လိုက်ကျွန်တော် screen error တက်တာယူဖတ်တယ်အမှ screen တစ်ခုတော့ဘာမှလုပ်လို့မရဘူးအခုမှပြီးပြန်ကောင်းသွားတယ်ဂျေဇူးအဲ့ဒါနေပဲဟိုကြည့်တီကြီးနဲ့ပဲတိုက်ဖို့ပြန်တက်တယ်တိုက်ဖို့ပြုတ်ကြလို့ပြန်တက်တာပါဂျေဇူးကျွန်တော်မေးသိအဲ့ဒါနေပြီးကြည့်တယ်ကျွန်တော် screen and like and subscribe လေးလုပ်ပေးပါအောင်subscribe လေးလုပ်ပေးပါမလုပ်ပေးရင်ခုကျင်နေတဲ့သူကိုကျွန်တော်ကင်ထားနဲ့တနက်ကြီးနဲ့ပြတ်တတ်မယ်စနိုက်ပါနဲ့ပြောစနိုက်ပါနဲ့ပြတ်တတ်ခင်ဗျားတို့ရဲ့နှစ်အိမ်ကြုံတိုက်ပွင့်ခင်ဗျားတို့ပြတ်တတ်စားတာနော်စားတာပါခင်ဗျာကျွန်တော်ဝယ်ကျွန်တော် Blood Street တွေ့ဆိုကြည့်ရင်ဆိုရင်တော့ပင်ကောမှာကျွန်တော်ရဲ့ ID ချထားပေးမယ်ဖွင့်စောမယ်ဖွင့်စောလို့ရတယ်ဖွင့်စောcomment မှာလည်း description နဲ့ comment မှာလည်းကျွန်တော်ရဲ့ ID နဲ့ account name ချထားပေးတယ်ကျွန်တော်လည်းတွဲစောကျွန်တော်လို့စောလို့ရတယ်ဒါပဲခုလိုတော့ကျွန်တော်တို့ဟွာကြလာပြီအဲ့တော့တွားမယ်ဂျေဇူး bro ကျွန်တော်ပြောကြလိမ့်မယ်ကျွန်တော်လာမနေကျွန်တော် run platinum စလာကိုရဲ့အထက်ကဟီplatinum 2 platinum 2အရင်ကြီးမမြင်ပါဘူးဗျာနော်ရိုင်းလေးမမြင်ပါဘူး2 plus 3မဆော့ဘဲနဲ့ကျွန်တော်ဗီဒီယိုကြည့်နေတယ်ကျွန်တော်တငယ်ချင်းလေးပြောချင်တာပါ platinum အရင်ကြီးနဲ့ run မမြင်ပါဘူးကျွန်တော်ရဲ့ run အထက်မှာ3 run လေးအစင်းလေး30ပဲရှိပါတယ်ကျေးဇူးပါဟီအဲ့ဒါနဲ့ပဲသွားပါမယ် platinum 2ရနော်ကျွန်တော်နောက်ထပ်ဗီဒီယိုထပ်တင်မယ်ဗျာနောက်ထပ်ဒီဗီဒီယိုရ Terry ဗီဒီယို Blood ဗီဒီယိုအဲ့ဒါပတ်ကြည့်ဗီဒီယိုလေးတင်မယ်အဲ့ဗီဒီယိုလေးကျွန်တော်တင်မယ်တကယ်လို့ bro ကြိုက်ရဆိုရင်ကျွန်တော်အဲ့ Terry ဗီဒီယိုတင်ရမယ်ဆိုရင်တော့ comment မှာ D ဆိုပြီးရေးပေးပါ okay ပတ်ကြည့်ဆိုရင် P ဆိုပြီးရေးပေးပါBlood ဆိုရင် P ဆိုပြီးရေးပေးပါခင်ဗျာ Blood Street ပဲဆိုရင်တော့ BLOT Blood လို့ပဲရေးပေးပါဗျာကဲအဲ့ဒါဆိုကျွန်တော်လုပ်မယ်ခုလောလောဆယ်တော့ကျွန်တော်ကိုပတ်သွားကြည့်ပတ်သွားပဲပြောရင်ဘယ်ရောက်ကုန်ပြီလဲမသိဘူးဒီဟွာရောက်ကုန်ဟီ sorry ကိုဘာရောက်မှတော့မသိဘူးကျွန်တော်ပြောအောင်မယ်အမှကျွန်တော်ပြောပြမယ်နော်အဲ့စကုတ်ကငိမ့်နေစကုတ်ကငိမ့်နေတလောက်ငိမ့်ပြမယ်
တနအဲ့တနပြန်ကျွန်တော်အဲ့တနနာမည်လေးကျွန်တော်မသိဘူးစကုတ်ကတော်တော်အဲ့တနရဲ့စကုတ်ကလေနည်းလေးခါတယ်တော်ခါရမို့နည်းတော့ခါတယ်ပတ်ကြည့်နေတော့ပြောင်းနေဒီ glass straight အဲ့ဒါကြောင့်မို့ပတ်ကြည့်ထဲမှာစကုတ်မငိမ့်တဲ့ brother များ glass straight ကိုစောနိုင်ပါသည်ဂျေဆန်စောကျင်စောမစောကျင်နေများအဲ့ဒါ brother လို့ဆိုကြ brother လို့ကြာကျွန်တော်ကြောင့်မဟုတ်ဘူးကျွန်တော်ကြောင့်မဟုတ်ဂျေဆူကဲခုလောစေတော့ခုလောစေတော့ကျွန်တော်သွားမယ်အဲ့မှာကျွန်တော် enemy 3កုံနဲ့တွေ့တာပါခင်ဗျာအခုကကျွန်တော် sorbita video အတန်ပြန်တွင်းနေတာအခုလောစေအမှ enemy 3កုံနဲ့တွေ့ဘလို့ချပြသွားပထမတိုက်ဖို့ skin နဲ့တက်လိုက်ဖတ်ဆိုရောက်သွားတိုက်ဖို့အဲ့ဒါနဲ့ပဲ chest ကိုတော့ကောက် chest point လိုက်တာဓာတ်ရနော်တနာပဲရကြည့်ဆိုပြတ်တိုင်းနေပဲ level အတနာလည်းမဟုတ်အမှခြေတန်းကြောင်းဟိုဘက်ကြည့်ဒီဘက်ကြည့်အချိန်ပြန်ကြည့်ရအမှခါရမှာ enemy နဲ့တွေ့အဲ့ဒါနဲ့ကျွန်တော်ရဲ့IQ 99,999ကိုကြီးနဲ့တခါတည်းအမှအရှိကိုဘုံလေးပစ်လိုက်တယ်ဘုံလေးပစ်ပြီးတော့အနောက်ကိုထပ်သွားဒီလိုပေါ့စကုန်းနဲ့ကြည့်အနူရပြောက်သွားဟာအဲ့ဒါနဲ့ကျွန်တော်ဘယ်ရောက်သွားလေးပေါ့ထဲဝင်ကြည့်ပြီးလေပြီးတော့ဖတ်ကြည့်ကိုဘုံလေးကိုပင်ပြီးမီးလောင်နေခင်ဗျာဟုတ်ကဲ့ဂျေဆူပြီးလေပြီးတော့ကိုဘုံလေးကိုပြီးပြန်လောင်ပါတယ်ခင်ဗျာဟိုဘက်ကြည့်ရဒီဘက်ကြည့်ရအဲ့ချိန်မှာ enemy ကအမှခြေတန်းအကြီးထက်ကြတယ်အချိန်မှာ enemy ခြေတန်းထက်ကြတယ် enemy ပိုတက်လာတဲ့ကိုင်းခင်ဗျာမလဲအမှချင်းချရတယ်ခင်ဗျာလို့ဆရာကြီးတွေဆိုတော့အဲ့လိုထက်လာပြန်အမှခြေတန်းထက်ကြလို့အမှဟိုကြီးတီနဲ့လို့အချိန်မှာကိုရီဘက်ကဟိုဘက်ကဖြစ်နေတယ်အဲ့ဒါနဲ့ကိုင်းတာအမှကြီးကအမြင့်ဆုံးပါဆိုနေကြီးကအစင်းကြီးပြစ်တာနော်ပြတာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ bye